ဓမ္မမိတ်ဆွေများအားလုံးကိုစိတ်နှပြကျမ်းမာချမ်းသာကြပါစေဗုဒ္ဓမြတ်စွာဘုရားရဲ့တရားတော်တွေကိုဒီနေ့ခေတ်မှာလက်တွေ့ကြကြဘယ်လိုအသုံးချမလဲဆိုတာကိုမျှဝေပေးနေတဲ့ Applied Wisdom Channel မှာကြိုဆိုပါရစေဒီနေ့ဗီဒီယိုလေးမှာလည်းမိတ်ဆွေတို့ရဲ့နေ့စဉ်ဘဝအတွက်အမှန်တကယ်အကျိုးရှိစေမဲ့ဓမ္မဘုဒ္ဓတာတစ်ခုကိုတင်ဆက်ပေးသွားမှာမို့အဆုံးထိနားဆင်ကြပါအောင်အားလုံးကိုကျေးဇူးတင်ပါတယ်နိုင်ငံတနိုင်ငံရဲ့မြင့်ဆုံးခေါင်းဆောင်အယောက်ဒါမှမဟုတ်ဟိုလေဖွဲ့စည်းတစ်ခုမှာအလေးစားရဆုံးပုဂ္ဂိုလ်တစ်ယောက်ရဲ့နေရာကိုခဏလောက်ဝင်ကြည့်လိုက်အောင်ဗျာစိတ်ဝင်စားစရာပဲဘလိုမျိုးအခြေအနေလဲရှင်ဆိုပါတော့အားလုံးကကိုယ့်ကိုယုံကြည်လေးစားနေတဲ့အချိန်မှာတစ်ချိန်ကကိုယ့်ရဲ့လက်ယုံထည့်ခဲ့ဘူးသူကိုယ့်ရဲ့အတွင်းရေးတွေကိုအတိဆုံးလို့ယူဆရသူတစ်ယောက်ကရုပ်တရက်လူပြီးရှင်ကြထက်လာတယ်ဗျာပြီးတော့ကိုယ့်ကိုလိမ်လဲလက်ဖျားနေသူပါလို့ဆွဆွဲလာပြီးဆိုပါစို့ဒါဆိုရင်တော့တော်တော်လေးအကျက်ရိုက်မဲ့အနေထားပဲဟုတ်တယ်ဗျာသူပြောနေတာတွေကဘာမှအထောက်ထားမရှိဘူးသူညံနေသူကြမ်းပမ်းပြီးရှောက်ပြောနေတာလို့ပဝင်းကြီးကိုလှဲ့လဲအော်ဟင်းနေပြီဆိုရင်ဘလို့တုံ့ပြန်လဲတာမန်ဆိုရင်တော့ဒေါ်လာထွက်မယ်ရှင်းနေငါးပြီးတရားဆွဲမယ်ဒါမှမဟုတ်ချက်ချင်းတဲ့စာရှင်းလင်းခွဲခေါ်ပြီးချေမယ်ပေါ့ဒါပေါ့လောကတဘာဝရာတော့ကိုအဲ့ဒီလိုလာဆွဆွဲညချက်ချင်းတုံ့ပြန်ချပေးကြမှာပါပဲဒါပေမဲ့ဒီကနေ့အသေးစိတ်လေးလာဆွေးနွေးမှုမှာဒီလိုအချက်တေးမျိုးကိုလုံးဝမထင်မှတ်ထားတဲ့ပုံစံမျိုးနဲ့ရင်ဆိုင်ဖြည့်ရှင်းသွားတဲ့မှတ်တမ်းတစ်ခုကိုလေ့လာသွားမှာပါအစီအစဉ်ကနေနှွေးထွေးစွာကြိုဆိုပါရစေဟုတ်ကဲ့ကြိုဆိုပါတယ်ဒီနေ့လေ့လာမယ့်အရိမစ်ကဗုဒ္ဓဘာသာစာပေတွေထဲမှာအတော်လေးထင်ရှားတဲ့မချီမနိကရဲ့တဲ့ကမဟာသီဟနာရတုတ်ပဲဖြစ်ပါတယ်ရှင်ဒီတုတ်ကခုနကျွန်တော်ပြောခဲ့တဲ့ဇလန်းနဲ့အများကြီးသက်ဆိုင်နေတယ်မဟုတ်လားဟုတ်တယ်ပါပဲဒီတုတ်မှာခုနပြောခဲ့တဲ့ဇလန်းမျိုးအတိအကျဖြစ်ခဲ့တာပါဝေဒာလီဖြီမှာသူနာခက်တာလို့ခေါ်တဲ့ယဟန်ထွက်တူရှိတယ်။သူကတစ်ချိန်ကမြတ်စွာဘုရားရဲ့အနိကတပိဖြစ်ခဲ့ပြီးပြီလေ။နောက်ပိုင်းမှာသာသနာပေါင်းလာထွက်သွားတယ်။ပြီးတော့ပါဆက်ဖြစ်လဲပဲ။သူကမြတ်စွာဘုရားကိုပတ်ဝန်းကျင်မှာလိုက်ပြီးအဖို့ချတော့တာပဲ။ဟိုလေဂေါတမမြတ်စွာဘုရားမှာလူတွေထက်တာလွန်တဲ့ဉာဏ်နဲ့တရားတွေဘာမှမရှိဘူး။သူ့ဉာဏ်နဲ့သူကြံစီတွေးတော့ပြီးတော့ဒါဟောပြောနေတာဆိုပြီးတော့ဝေဒာလီဖြီတစ်ခွင်မှာလိုက်ပြီးဆွဆွဲပြောဆိုနေတဲ့အဖြစ်ပြတ်ပါရှင်။စဉ်းစားကြည့်လေခေါင်းဆောင်တယောက်ရဲ့အဓိကလုပ်ပိုင်းခွင့် authority ပေါ့အဲ့ဒါနဲ့သူဟောပြောနေတဲ့လမ်းစဉ်တစ်ခုလုံးရဲ့အခြေခံကိုတိုက်ရိုက်ရိုက်ချိုးလိုက်တာပဲဟုတ်သားပဲဘာလို့လဲဆိုတော့တရားနဲ့ကညံတော်နဲ့တည်တာမဟုတ်တာမန်စဉ်းစားထားတာလို့ပြောလိုက်တာအဲ့ဒါဒီမကောက်ဘူးဗျာပူပြီးဆိုတာကဆွဆွဲတဲ့သူဟာအပြင်လူမဟုတ်ဘူးလေကို့အနီးကလူဟောင်းတယောက်ဖြစ်နေတော့ပတ်ဝန်းကျင်ကလူတွေကतू ကအတွင်းတီးအစင်းတီးမလို့ပြောတာနေမှာပဲဆိုပြီးယုံလဲသွားနိုင်တဲ့အနေရှိတယ်ဟုတ်တယ်ရှင်လူတွေကအနီးကလူပြောရင်ပိုယုံတတ်ကြတယ်လေဒါပေမဲ့ဒီလိုအင်မတန်အန္တရာယ်ကြီးတဲ့ဆွဆွဲမှုကိုမြတ်စွာဘုရားတုံ့ပြန်ပုံကအရန်ကိုစိတ်ဝင်စားစရာကောင်းတယ်ဗျာဒေါသတက်ကြီးနဲ့ညင်းခုန်တာမျိုးလုံးဝမလုပ်ဘူးဟုတ်ကဲ့ဘယ်လိုများတုံ့ပြန်ခဲ့လဲတကယ်ချင်းတဲ့မင်းတကောင်တောအုပ်ထဲမှာဟောက်လိုက်တယ်လို့မျိုးပေါ့မိမိရဲ့တကယ်စွမ်းဆောင်ရည်တွေကိုအတိအကျရဲရဲဝမ်းဝမ်းချပြပြီးတုံ့ပြန်ခဲ့တယ်ကျွန်တော်စဉ်းစားစရာဖြစ်သွားတာကဒီလောက်ပြတ်သားတဲ့ယုံကြည်မှုဘယ်သူမှမချေဖြတ်နိုင်တဲ့ရဲရဲမှုကဘေးကနေမြဖျားခံလာတာလဲဆိုတာပါပဲပြောရရင်တော့အဲ့ဒီရဲရဲမှုရဲ့အရင်မြစ်ကအားတော်ဆယ်ပေါင်းလို့ခေါ်တဲ့ခိုင်မာတဲ့တီးမြနားလည်မှုတွေစီကလာတာပါရှင်အားတော်ဆယ်ပါဒါနဲ့လူလေကြားထဲမှာယုံကြည်မှုဆိုတာကိုနည်းနည်းလေးလွဲမှားပြီးနားလည်တတ်ကြတယ်နော်ဟုတ်တယ်လူမှုဘဝမှာကိုယုံကြည်မှုရှိတယ်ဆိုတာကိုလူတွေကအတန်းကျဲကျဲပြောနိုင်တာရင်ကော့ပြီးလမ်းလျှောက်နိုင်တာတော့ပဲထင်တတ်ကြတယ်တကယ်တော့အဲ့ဒါကအပေါ်ယံဟန်ဆောင်မှုတက်ချေသွားနိုင်တာပေါ့ဒါပေါ့ရှင်တကယ်ယုံကြည်မှုအစစ်မှန်ဆိုတာကြိုတင်မှန်းဆချက်တွေ theory တွေပုံမှန်အခြေခံတာမဟုတ်ပဲအကြောင်းအကျိုးကိုအတိအကျသိမြင်တဲ့ဉာဏ်ပညာပေါ်မှာပဲတည်ဆောက်ထားတာဖြစ်ပါတယ်အားတော့ဆဲပါလေမှာဘယ်အချက်တွေကအဓိကကြားလဲဒီထဲကပထမဆုံးနဲ့အရေးကြီးဆုံးအချက်ကိုကြည့်မယ်ဆိုရင်ဌာနဉာဏ်လို့ခေါ်တယ်ကျွန်တော်ဘုံမို့ကိုတိတိကျကျသိတယ်ဆိုရင်ပါဝင်ရှင်ဌာနဉာဏ်ဆိုတာအကြောင်းဟုတ်မှုကိုသိတယ်ဆိုတာအကျိုးဆက်ခုဖြစ်လာဖို့အတွက်ဘယ်ရာကတကယ်ကြောင်းတရားလဲဘယ်ရာကတော့မဆိုင်တဲ့ကြောင်းတရားလဲဆိုတော့ခွဲခြားသိမြင်တယ်လို့ပြောတာအတိအကျပဲရှင်ပိုပြီးရှင်းထွားအောင်လက်တွေ့ပွားနေရှင်းကြအောင်ဆိုပါတော့အဆောက်အုံကြီးတစ်ခုကိုတိစောက်မဲ့အင်ဂျင်နီယာတယောက်ကိုပြောကြည့်ပါဟုတ်ပြီမြောင်ကြည့်လိုက်သူကဒီစောက်အုံရဲ့ဘယ်တိုင်းကဝင်ဘလော့ခံနိုင်လဲဘယ်နေရာမှာအားနည်းချက်ရှိတယ်ဆိုတာကိုတွက်ချက်မှုတွေအရအတိအကျတည်ထားပြီးသားအဲ့ဒီအချိန်မှာလမ်းသွားလမ်းလာတယောက်ကဒီစောက်အုံကြီးပြိုကျတော့မယ်လို့လာပြောရင်အဲ့ဒီအင်ဂျင်နီယာကထိတ်လန့်သွားမလားလုံးဝမထိတ်လန့်ဘူးသူမှတွက်ချက်ထားတဲ့အချက်လက်ခိုင်ခိုင်မာမာရှိနေတော့ဟုတ်တယ်လေဘာဖြစ်လို့လဲဆိုတော့သူက cause and effect ကိုခေါ်တဲ့အကြောင်းအကျိုးဆက်ဆက်မှုကိုအတိအကျမြင်ထားပေးတာဖြစ်နေလို့ပဲတ
ဘာဝတရားရဲ့နီးယားမော်တွေကိုအကျွမ်းမဲ့နားလည်ချတဲ့အခါဘသူတွေဘလို့ပဲမန်းစားပြီးဝေဖန်နေပါစေအကျွမ်းစိတ်မှာနည်းနည်းလေးမှလှုပ်ရှားသွားစရာအကြောင်းမရှိတော့ဘူး အင်ဂျင်နီယာဥမာကတော်တော်လေးမြင်တာလေဗျာဒီအားတော့စပါးတယ်မှာနှုတ်ထစိတ်ဝင်စားတဲ့အကောင်းတဲ့အချက်တွေပါသေးတယ်နော် ပါသေးတယ်ရှင်ဘဲချက်တွေကိုတတိထားမိလဲ ဟိုလေလူတယောက်ချင်းချီရဲ့အလို့စန္ဒတွေစိတ်နဲ့သဘောထားတွေကိုသိတယ်နာနာဒီမုတိညံတို့လူတွေရဲ့ညံရီညံသွေးအကျင့်စရိုက်ထမျက်မှုနုနယ်မှုကိုအတိအကျသိတယ်ဣန္ဒြိယပရောပရိယတာညံတို့ဆိုတာလေ မှန်ပါတယ်အဲ့ဒါတွေကတကယ်ကိုတိမ်မွေးတဲ့ညံတော်တွေပေါ့ ဒီအချက်တွေကိုဖတ်ကြည့်လိုက်တော့လေခေါင်းဆောင်မှုပညာရဲ့မှာအရေးအကြီးဆုံးဖြစ်တဲ့လူတယောက်ချင်းကြီးရဲ့သဘောတဘာဝကိုနန်းနန်းနဲနဲနားလည်ပေးနိုင်တဲ့စွမ်းရည်တနည်းအားဖြင့် empathy နဲ့တွားတူနေတယ်ဗျာ ဟုတ်တယ်ရှင်ဒီညံတွေရဲ့သဘောတရားကတာမန်အပေါ်ယံအကဲခတ်တာမျိုးမဟုတ်ဘူးတမားတော်ကြီးတယောက်ကလူနာတယောက်ကိုကြည့်လိုက်တာနဲ့ဒီလူနာရဲ့ယောဂရာဝင်မျိုးရိုးပိစကအစလက်ရှိယောဂလက္ခဏာအထိအကုန်လုံးကိုခြုံငုံပြီးတိမြင်နေတယ်လို့မျိုးပေါ့ ။အိုးတမားတော်ယူဖမာကလည်းတော်တော်ထိမိတယ်။လူတယောက်ချင်းစီမှာမတူညီတဲ့နောက်ခံကြောင်းတရားတွေဖြတ်တန်းမှုတွေရှိကြတာကို ဒါပေါ့ရှင်တယောက်အသက်အလုပ်ဖြစ်တဲ့နီလန်ကနောက်တယောက်အစိတ်တင်စေနိုင်တယ်လေဒီညံတွေရှိနေခြင်းအားဖြင့်ပရိသတ်ထဲကလူတွေရဲ့စိတ်ခံစားမှုသူတို့ရဲ့နားလည်နိုင်စွမ်းအစဉ်အတန်းတွေကိုအတိအကျဖတ်နိုင်တော့တယ် ။ဒါဆိုရင်လိုအပ်တဲ့သူကိုလိုအပ်တဲ့ဆေးအတိအကျပေးနိုင်တယ်လို့မျိုးအဝင်ခွင့်ကြားထင်မဲ့တရားကိုဟောနိုင်တာပေါ့ မှန်တာပေါ့ကိုပြောမဲ့စကားကိုပြတ်မဲ့လမ်းကြောင်းဟာတစ်ဖက်လူအတွက်ရဟနှုံးတဲ့အကျိုးရှိမယ်ဆိုတာကိုသိနေတဲ့အတွက်လေဘယ်ပရိသတ်ရှိမှမဆိုတုံဆိုင်နေစရာမလိုပဲရဲရဲဝံဝံရှိနေတာပါ ။အဲ့ဒီရဲဝမ်းမှုအကြောင်းကိုကျွန်တော်ဆက်ပြီးသွားချင်တယ်ဗျာ။တရင်ကြီးမြစ်တွေထဲမှာဝေဒရာစဉ္ညာ၄ပါးဆိုပြီးမြေတိပရိသတ်ထက်ကိုမဆိုရဲဝံစွာကြွားရောက်နိုင်တဲ့အကြောင်း၄ချက်ကိုဖော်ပြထားတယ် ဟုတ်ကဲ့အဲ့ဒီ၄ချက်ကဘာလို့မျိုးဖြစ်မလဲ ။ပထမချက်ကကိုယ်တိုင်အလုံးစုံသိချင်းဒုတိယကအတ္တဘောတရားကုန်ချင်းတတိယကတားမြစ်တတ်တဲ့တရားတွေကိုသိချင်းနောက်စတုထာကစဉ္ညာကုံဆုံးကြောင်းတရားကိုမှန်ကန်စွာဟောနိုင်ခြင်းဆိုပြီးတွေ့ရတယ် အင်းပြည့်စုံပါတယ်ရှင် ။ဒါပေမဲ့ဒီနေရာမှာကျွန်တော်စဉ်းစားစရာတစ်ခုဝင်လာတယ်။ဘ ဟူတုဒ္ဒတွေအတိပညာတွေအများကြီးရှိနေတိုင်းရဲရည်နေတတ်တာမဟုတ်ဘူး ဟုတ်တယ်တခါလေပညာတတ်တွေတောင်လူရှိထွက်ရင်ကြောက်တတ်ကြသေးတာပဲ ။အဲ့ဒါပြောတာဗျ။တချို့ပညာရှင်တွေပါရဂူတွေဆိုရင်ခေါင်းထဲမှာ theory တွေအများကြီးရှိပေမဲ့လူအများကြီးရှေ့မှာစကားတော်ပြောရမယ်ဆိုရင်တုံ့လုံးနေတတ်ကြတယ်။ဆိုတော့အတိပညာရှိုံတတ်တဲ့တဲ့ဒီလောက်ထိကြောက်ရွံ့မှုကင်းသွားတာလား မဟုတ်ဘူးရှင်ပညာရှိုံတတ်နေတော့မရအောင် ။ဒါဆိုဒီဝေသာရစ်စီချင်၄ပါးထဲမှာဘယ်အရာကတကယ်ကြောက်ရွံ့မှုကင်းခြင်းကိုဖြစ်စေတဲ့တော့ချက်လေဗျာ ဒီချက်ကတည့်ရက်ကိုအတိကကြတဲ့တော့ချက်ပဲခေါင်းထဲမှာတည်င်းအချက်အလက်တွေအများကြီးမှတ်သားထားနိုင်ုံနဲ့ရဲရင်ချင်းကိုမရနိုင်ဘူးခုနက၄ချက်ထဲကဒုတိယအချက်ဖြစ်တဲ့အတဝေါတရားတို့ကွန်ဘီဖြစ်ချင်းဆိုတဲ့အချက်ကိုသိချပြန်ကြည့်ဖို့လိုပါတယ် ။အသဘောတရားဆိုတာစိတ်ရဲ့အညစ်အခြေတွေမဟုတ်လား ဟုတ်ပါတယ်ရှင်စိတ်ရဲ့အညစ်အကြေးတွေကိလေသာတွေအတ္တတွေပါလူတယောက်ပြိတ္တရှိရောက်တဲ့အခါဘာလို့ကြောက်ရွံ့တုန်လှုပ်တယ်လဲစဉ်းစားကြည့်ငါ့ကိုလူတွေဘယ်လိုမြင်မလဲငါမားဖြိုးမိသွားရင်ငါ့ကိုထိတ်ခါကြောက်သွားမလားဆိုပြီးတွေးတာလေ ။ဟုတ်တယ်။ငါဖုံးကွယ်ထားခြင်းနဲ့ငါရဲ့အာနေချက်တွေကိုသူတို့မြင်သွားမလားဆိုတဲ့ငါဆိုတဲ့အတ္တကိုကာကွယ်ခြင်းနဲ့စိတ်ကြောင့်ကြောက်တာပဲ ကွက်တီပဲရှင်အဲ့ဒီစိတ်တွေရှိနေရင်ဘယ်တော့မှအပြည့်ဝမရေးဝနိုင်ဘူး ။အော်ဟိုလေလေးစိတ်တွေမှာလုံခြုံရေးတန်လိုက်ဆက်ကိုဖျက်သွားတဲ့အခြေအနေမျိုးနဲ့တူမယ်ထင်တယ်ဗျာ ဘယ်လိုမျိုးလဲရှင်ပြောပါဦး ။ကိုယ့်အိတ်ထဲမှာတားမိထားတဲ့ပစ္စည်းတစ်ခုမှမပါဘူး။ကိုရာနှုံးပြည့်ဖြူစင်တယ်လို့တေချာနေရင်လုံခြုံရေးဝန်ထမ်းကဘလို့ပဲစစ်စစ်သူ့မျက်လုံးကိုတေးတဲ့ကြည့်ပြီးရေးဝဲဝဲဖျက်သွားနိုင်တယ်မို့လား တေးကြတာပေါ့ ။ဒါပေမဲ့ကိုယ့်အိတ်ထဲမှာမပါတဲ့တစ်ခုခုပါလာပြီဆိုရင်တော့ဘလောက်မှဟန်ဆောက်နေပါစေ။ဆက်နာရောက်ရင်ချွေးပြန်ပြီးတုံလုံးနေမှာပဲလေ တိတ်မှန်တာပေါ့အတဝေါတရားကုံစင်သွားတယ်ဆိုတာဟာစိတ်ဝိညာဉ်ထဲမှာဘာအညစ်အကြေးဘာဟန်ဆောင်မှုမှာလုံးဝမကြံတော့တဲ့အခြေအနေပါကိုမှဖုံးကွယ်ထားစရာလူအချက်မရှိဘူးကာကွယ်စရာအတ္တမရှိဘူး ။ဒါဆိုစစ်ကလုံးဝပွင့်လင်းလွတ်လပ်နေတာပေါ့ ဟုတ်တယ်ရှင်ဒါတော့ကိုဟောပြောနေတဲ့လမ်းစဉ်ဟာလေတစ်တဝါရီအတွက်စင်းရဲဒုက္ခကနေလွတ်မြောက်စေမယ့်အစ်စ်အမှန်လမ်းစဉ်ဆိုတာကိုကိုယ်တိုင်အကျွမ်းမဲ့ယုံကြည်ထားတယ်ဒီလိုစိတ်တန်တန်ရဲ့ဖြူစင်မှုရည်ရွယ်ချက်ရဲ့ဖြူစင်မှုနဲ့အသိဉာဏ်ရဲ့ပြည့်စုံမှုလို့ပေါင်းစုံသွားတဲ့အခါဝေဖန်ဆွဆွဲမှုတွေဆိုတာကိုယ်နဲ့မဆိုင်တဲ့လေထဲကအတန်တွေထက်သက်ပဲဖြစ်သွားတော့တယ် ။ဒါကြောင့်လေဘလို့ပြိတ္တထဲကိုပဲဝင်သွားချင်းတမန်လို့တီတီညီညီနဲ့ရဲရဲညီနေတာထင်တယ်ဗျာ မှန်ပါတယ်ရှင်
ဒါဆိုရင်ဒီတုတ်ရဲ့နောက်ထပ်အင်မတန်အရေးကြီးတဲ့အပိုင်းတစ်ခုကိုကူးသွားရအောင်ဗျာအဲ့ဒါကတော့မြတ်စွာဘုရားလောင်းလျာဘွားကကျင့်ကြံခဲ့တဲ့ဒုက္ခရစရိယာလို့ခေါ်တဲ့အလွန်ကြမ်းတမ်းခက်ခဲလာတဲ့တပောကမ္မအကျင့်တွေအကြောင်းပါ အဲ့ဒီအပိုင်းကတော်တော်လေးကိုလေးနဲ့တယ်နော် ဟုတ်ကဲ့ဗျာတတိယမြတ်တွေမှာပေါ်ပြထားတာကိုဖတ်ကြည့်ရင်တကယ်ကိုစက်တိထစရာကောင်းတယ်အဝဲမဝဲတွဲနေတာလူတွေစွန့်ပစ်ထားတဲ့အစားအစာတွေမစင်တွေကိုတော့စားသုံးပြီးချိုးချန်တာစူးတွေခင်းထားတဲ့ပုံမှာအိတ်ဆက်တာမျိုးတွေလေ တကယ်ကိုပြင်းထန်တဲ့အကျင့်တွေပါပဲရှင် ဆုံးရသည်ရဲ့အိမ်ခဲဆုံးအချိန်တွေမှာနင်းတော့တဲ့ရေခဲပြင်ပေါ်မှာအဝတ်မပါပဲနေပြီးနွေရသည်ရဲ့အပူပြင်းဆုံးအချိန်တွေမှာနေပူကျဲကျက်အောင်မှထိုင်ပြီးကြင့်ကြံတာစားတဲ့အလွန်အစွန်းရောက်တဲ့အကျင့်တွေကိုနှစ်ပေါင်များစွာလုပ်ခဲ့တယ်လို့ပါရှိတယ်ဗျာ ဟုတ်ကဲ့နောက်ဆုံးတော့ကဘလို့အဆုံးတတ်သွားလဲ နောက်ဆုံးမှာတော့ဒီလိုကိုယ်ခန္ဓာကိုညင်ပန်းနှိမ့်ဆက်တဲ့အကျင့်တွေဟာတစ္ဆာတရားကိုသိမြင်ဖို့လမ်းမှန်မဟုတ်ဘူးအချီနီးတာဖြစ်တယ်ဆိုတာကိုကိုယ်တိုင်လက်တွေ့သိမြင်ခဲ့တယ်လို့ဆိုထားတယ်ဒီအချက်ကိုဖတ်နေရင်လည်းခုနကဇလန်းအစကသူနခတရဲ့ဆွဆွဲချက်ကိုချက်ချင်းပြန်တရရသွားတယ် ဘလို့ဆက်ဆက်မှုကိုတွေ့လဲလို့လဲရှင် သူနခတကပြောခဲ့တယ်လေမြတ်စွာဘုရားဟာသူညံနဲ့သူအခန်းထဲမှာထိုင်ပြီး theory တွေကြံဖန်တွဲတော့ဟောနေတာပါလို့ဆွဆွဲခဲ့တာမဟုတ်လား ဟုတ်တယ် theory တို့မှတဲ့လို့ဆွဲခဲ့တာပေါ့ ဒါပေမဲ့ဖျားရှင်ကဒီလိုတာမန်လူတွေတွေးတောင်မတွေးရတဲ့အဆုံးရောက်အကျင့်တွေကိုကိုယ်တိုင်ဖြတ်တန်းခဲ့တယ်ဆိုတာကိုဒီတော့မှပြန်လဲဖျားပြလိုက်တယ်။ဒါဟာစကလုံးအနေနဲ့ညင်းခုန်နေတာမဟုတ်ဘူးဗျာ လက်တွေ့ပြလိုက်တာပေါ့ ။ငါဟာစာအုပ်ဖတ်ပြီး theory တွေထုတ်နေတဲ့ပုံမဟုတ်ဘူး။လောကမှာလူတွေလုံနိုင်ဖို့အခက်ခဲဆုံးအကြမ်းတမ်းဆုံးဆိုတဲ့လက်တွေ့စမ်းသပ်မှုကြီးတွေကိုငါကိုယ်တိုင်ကိုယ်ကြစမ်းသပ်ဖြတ်တန်းခဲ့ပြီးပြီလို့ကိုယ့်ရဲ့ဖြတ်တန်းမှုတမိုင်းကြောင်းနဲ့တက်တည်ပြလိုက်တာပဲ တိတ်မှန်တာပေါ့ သူတစ်ပါးရဲ့ဆွဆွဲချက်ကိုကိုယ်တိုင်ရင်းနှီးပေးဆက်ခဲ့ရတဲ့အတွေ့အကြုံအထောက်ထားတွေနဲ့အတန်းတိတ်ရိုက်ချိုးတဲ့သူလိုပဲလို့ခံစားရတယ် ဒီအချက်ကမဟာတိဟာနာတတုတ်ရဲ့အသက်ပါပဲရှင်လူတွေကတွေးတောကြံစားမှုတက်တက်နဲ့ဒသနာတွေထုတ်လို့ရတယ်ဒါမဲ့တကက်စင်ရဲဒုက္ခတကက်ရုပ်ပိုင်းဆိုင်ရာနာမ်ပိုင်းဆိုင်ရာနာကျင်မှုတွေကိုတော့စိတ်ကူးရင်ပြီးဖြတ်တန်းလို့မရဘူးလေ ဟုတ်တယ်ဗျာတကယ်လက်တွေ့မှာနာကျင်တာကိုဘယ်လိုလုပ်စိတ်ကူးရင်လို့ရမလဲ တိတ်ပံပညာရဲ့သဘောတရားနဲ့ရှင်ကြည့်တယ်ဒါဟာအချင်းမဆုံးသောလက်တွေ့စမ်းသပ်မှုကြီး experiment ကိုပြုလုပ်ခဲ့တာပဲအဲ့ဒီခက်ကလူတွေယုံကြည်နေကြတဲ့ခန္ဓာကိုယ်ပင်မဆင်းရဲခံမှတရားရမယ်ဆိုတဲ့အယူအဆ hypothesis ပေါ့အဲ့ဒါကိုဘုရားရှင်ကအဆုံးစုံထိလက်တွေ့စမ်းသပ်ခဲ့တယ် ပြီးတော့အဲ့ဒီလမ်းကြောင်းကအလွတ်မဖြစ်ဘူးဆိုတာကိုမဟာယွန်းကြောင့်တက်တည်ပြနေတာပေါ့ falsify လုပ်လိုက်တဲ့သဘောဗျာ မှန်ပါတယ်ရှင် trial and error လို့ခေါ်တဲ့အမားတွေကိုလက်တွေ့စမ်းသပ်သိမြင်ပြီးဖြစ်စဉ်နိုင်ခြင်းကနေမှမဇ္ဈိမပฏิပဒါဆိုတဲ့အလေလက်လမ်းစဉ်ကိုရှာဖွေတွေ့ရှိခဲ့တာဖြစ်ပါတယ် အဲ့ဒီလိုကိုယ်တိုင်ကိုယ်ကြရှာဖွေတွေ့ရှိခဲ့တာကယုံကြည်မှုကိုပို့ခိုင်းမှစေတာပဲ ဟုတ်တယ်ရှင်ကိုယ်တိုင်တွေးထွက်တန်ရုပ်ခံအသက်ဆုံးပြီးရှာဖွေတွေ့ရှိထားတဲ့အမှန်တရားဖြစ်နေလို့လေသူနှခတ်တလို့အပေါ်ယံဆွဆွဲချက်တွေကဘုရားရှင်ရဲ့ယုံကြည်မှုရှိမှအရေးပြောချတွားရတာပါ တကယ်တော့လောကမှာဘာလာမန်တယ်လဲဆိုတာကိုရှာဖွေဖို့ဆိုရင်ဘာတွေကတော့ဖြင့်မားနေတယ်လဲဘယ်လန်းတွေကတော့ဖြင့်မယုံနိုင်ဘူးလဲဆိုတာကိုအရင်ဆုံးသိဖို့လိုအပ်တယ်ဆိုတာကိုပြသနေတာပဲ အမားကိုတီးမှအမှန်ကိုရွေးနိုင်တာကို အဆုံးရောက်တဲ့အချင်းတွေကိုကိုယ်တိုင်ချင်းဟဲလို့ဒါဟာလမ်းမှန်မဟုတ်ဘူးဆိုတာကိုရေးရေးဝုံဝုံရင်းပယ်နေကြတာပေါ့ကိုယ်တိုင်မလို့ဖူးပဲနေတော့ဟိုဒါကြီးကမားတယ်လို့ယုံကြည်ချက်ရှိရှိပြောနေမှာမဟုတ်ဘူးဗျ မှန်ပါတယ်ရှင်ခေါင်းဆောင်မှုနေပံပဲဖြစ်ဖြစ်ကိုယ်ပိုင်ဘဝတည်ဆောက်မှုမှာပဲဖြစ်ဖြစ်အောင်မြင်မှုနဲ့အသိဉာဏ်ဆိုတာတက်တုံးတက်တာလုံးကျုံတဲ့ဇုံးထဲမှာပဲထိုင်ပြီးတွေးတောနေုံနဲ့ရလာတာမျိုးလုံးဝမဟုတ်ပါဘူး ဒါဆိုအပြင်ထွက်ပြီးရင်းဆိုင်ရမှာပေါ့ ဒါဘောရှင်အခက်ခဲတွေကိုရင်ဆိုင်ရမယ်အမားတွေလုံးမိမယ်အဲ့ဒီအမားတွေကနေတဆင့်တန်ခန်းစာယူပြီးလမ်းကြောင်းမှန်ကိုပြန်ရှာနိုင်ရမယ်ဒါမှသာသူတစ်ပါးအလွယ်တကူလာပြည့်စည်လို့မရတယ်ဘယ်ဆွဆွဲမှုမျိုးကိုမဆိုကြံ့ကြံ့ခံနိုင်တဲ့ခိုင်မာတဲ့ယုံကြည်မှုမျိုးကိုတိစောက်နိုင်မှာဖြစ်ပါတယ် ဒီကနေ့လေးလာခဲ့ရတဲ့မဟာတိယနာရတုတ်ရဲ့အနှစ်သာရကိုခြုံငုံကြည့်မယ်ဆိုရင်တကယ့်ကိုပြည့်စုံလာတယ်ဗျာပြဿနာရဲ့အစာဖြစ်တဲ့အချိန်မင်းမရှိတဲ့ဆွဆွဲမှုတွေကိုရင်ဆိုင်ရမှာစိတ်လိုက်မှမှဒေါသနဲ့မတုံ့ပြန်ဘူး ဟုတ်ကဲ့ဒေါသကိုအတိညာဉ်နဲ့အစားထိုးလိုက်တာပေါ့ အဲ့ဒီအစားမိမိရဲ့တကယ့်ရည်ရည်တွေဖြစ်တဲ့အကြောင်းအကျိုးကိုသိတဲ့ဉာဏ်တသက်မာရီရဲ့သဘောတဘာဝကိုနားလည်တဲ့ဉာဏ်ဆိုတဲ့အာရုံနဲ့ရဲရင်စာတုံ့ပြန်ထဲတယ်ပြီးတော့အတ္တကင်းစင်တဲ့ဖြူစင်မှုကြောင့်မိတိပေါင်းဝင်ခြင်းမှမဆိုတုံ့လုတ်ခြင်းမရှိတဲ့တတိကိုပြသခဲ့တယ် ဟ
တကယ်ကိုစံပြပါပဲရှင် အရေးကြီးဆုံးကတော့မိမိရဲ့လမ်းစဉ်ဟာစိတ်ကူးရင် theory မဟုတ်ပဲတေလူမျောပါလက်တွေဖြတ်တန်းမှုတွေကနေရရှိလာတဲ့အမှန်တရားဖြစ်ကြောင်းတက်တည်ပြခဲ့တယ်။ဒီခေတ်တဲ့အားလုံးပေါင်းဆက်သွားတဲ့အခါဘယ်သူမှမချေဖြတ်နိုင်တဲ့ချင်းတဲ့ဟောက်တမ်းမျိုးထပ်ပေါ်လာတဲ့ဆိုတာကိုအသေးစိတ်မြင်တွေ့ခဲ့ရတယ်ဗျာ လူမှုဘဝမှာလက်တွေအတုံးချဖို့အတွက်အကောင်းဆုံးဥပမာတစ်ခုပါပဲရှင်မှန်ကန်တဲ့ဒီမျက်နှာလဲမှုစိတ်ထားဖြူစင်မှုနဲ့လက်တွေအတွေ့အကြုံဒီသုံးခုပေါင်းစုံထားတဲ့အခါဖြစ်ပေါ်လာတဲ့အစစ်မှန်ယုံကြည်မှုဟာဘယ်တော့မှမတုံ့လို့ဘူးဆိုတဲ့ပြရုပ်တစ်ခုဖြစ်ပါတယ် ။တကယ်ကိုလက်တွေ့ကျတဲ့သင်ခန်းစာပါပဲ။ကဲဒီကနေ့အသေးစိတ်လေ့လာဆွေးနွေးမှုကနေနားဆင်သူတွေအတွက်ကိုယ့်ဘဝနဲ့ကိုယ်ပြန်လဲချိတ်ဆက်တွေ့တော့ဆရာမိကိုလေးတစ်ခုချန်ထားခဲ့ချင်ပါတယ်ဗျာ ဟုတ်ကဲ့ဘယ်လိုမေးခွန်းလေးများလဲရှင် ။ကိုယ့်ရဲ့ဘဝခရီးလမ်းကိုပြန်ကြည့်လိုက်ရင်အချိန်ကုန်လူပန်းတစ်ခဲရတဲ့အချီးနီကျူးစားအားထုတ်မှုတွေရွေးချယ်မှုအမှားတွေနာကျင်ခဲ့ရတဲ့အလွဲချော်တွေရှိကောင်းရှိခဲ့ပါလိမ့်မယ်။အဲ့ဒီလိုကြာရှုံးမှုတွေအမှားတွေဟာတကယ်ပဲအလဟာစဖြစ်သွားခဲ့တာလား စဉ်းစားစရာပဲနော် ။ဒါမဟုတ်ဖះရှင်ကအဆုံးရောက်အကျင့်တွေကိုဆွန့်လွတ်ပြီးလမ်းမှန်ကိုရှာတွေ့ခဲ့တယ်လို့ပဲ။အဲ့ဒီရှုံးနေမှုတွေအမှားတွေဆိုတာကပဲကိုယ့်ကိုပုံမှန်ကန်တဲ့လမ်းကြောင်းကိုရွေးချယ်နိုင်ဖို့နဲ့ပိုခိုင်မာတဲ့ယုံကြည်မှုတည်ဆောက်နိုင်ဖို့အတွက်မရှိမဖြစ်လိုအပ်တဲ့သင်ခန်းစာတွေကိုပေးခဲ့တာလားဆိုတာစဉ်းစားကြည့်ဖို့ပါပဲ တကယ်ကိုအသေးပဲရှိရင်မေးခွန်းလေးပါရှင်ကိုယ့်ရဲ့အမားတွေနဲ့သင်ခန်းစာယူနိုင်ရင်ဘာမှအလားအစာမဖြစ်ပါဘူး ဟုတ်ပါတယ်ဗျာဒီကနေ့အစီအစဉ်ကိုအချိန်ပေးပြီးနားဆင်ပေးတဲ့အတွက်အထူးကျေးဇူးတင်ပါတယ်နောက်ထပ်စိတ်ဝင်စားစရာကောင်းတဲ့အကြောင်းအရာတွေနဲ့အတူအသေးစိတ်လေးလာဆွေးနွေးမှုတွေမှာပြန်လည်ဆုံတွေ့ကြပါဦးမယ်အားလုံးပဲတာယာချမ်းမြေတဲ့နေ့လေးတစ်နေ့ဖြစ်ပါစေလို့နှုတ်ခွန်းဆက်သလိုက်ပါတယ်ဗျာ